ရာကိုလည်းလောဘကိုလည်းတောက်ကိုလည်းတောက်ကိုလည်းအင်းညာမရှိဘုံမရကကာနာပါနတ်ပြန်နမွဲတရားမှမကြံမင်းတို့မသိမရှိအသိရှိတယ်ဟဲ့တန်တော်ကသင်ကြွားတာရောက်တယ်ဟဲ့ကျုပ်ပဲညမချင်းမြင့်မိတ်တို့ပဲညပိုင်းပြီးပိုင်းရေးပိုင်းငကပိုင်းမင်းတို့မသိမရှိအသိရှိဟဲ့တန်တော်ကသင်ကြွားတာရောက်တယ်ဟဲ့ကမကူတော်ကိုရကိုတဲ့ကိုကန်းရှိအစောကြမှညသည်ကျဝိညာဉ်အိစာပြမိစေပိုင်ကန်းတော်ဘုရားကိုင်းသစ္စာကိုင်းအာနာပိုင်ကိုင်းတော်လေးချုပ်ပိုင်ကိုင်းဆိုမင်းတို့သိတတ်ပေတတ်တာတတ်တော်နာကေလို့ရလို့ဒီသိတဲ့တို့ရောက်တော့သိတဲ့ဒီလည်းကိုင်းတို့သူမင်းတို့သိတယ်အေးဒီနေ့ဤချိန်၌အဘတို့တက္ကပုံဝဲဒီဤစေးပွဲ၌တဲ့ရောက်လာတဲ့ဆရာမများသစ္စာလေးသူကြည့်မယ်မင်းတို့ဘယ်လိုသစ္စာပဲသူရဲဆိုတာလေအဘတို့တတိတက္ကကကြောင့်မင်းတို့နားထောင်ကြငါအရှင်ဘုရားဓာတ်တို့ဒီနေ့ချိန်မှသာမှန်တော်သစ္စာဟုတ်ပါမပြောချင်တော့လည်းပဲပြောရပါဦးမယ်နော်တက်ရှိတွေထဲမှာမြတ်စွာဘုရားပြီးသွားရင်ယဟန်ဟာအမျက်ဆုံးဖြစ်ပါတယ်ဘာကြောင့်ယဟန်ကမျက်ရတာလဲဆိုရင်ရှားခဲလာတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလို့ပဲဖြစ်ပါတယ်ယဟန်ဘဝဟာဘယ်လောက်ထိရခဲသလဲဆိုရင်ဦးဇင်းတို့မြတ်စွာဘုရားဟာဘုရားဖြစ်ဖို့လေးတင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်စဉ်ကာလမှာယဟန်ဘဝကို9ဘဝပဲရပါတယ်အဲ့ဒါကိုကြည်သောအဖြစ်ယဟန်ဘဝဆိုတာရခဲတယ်ဆိုတာထင်ရှားပါတယ်နော်အဲ့ဒီလိုရခဲတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလာပြီဆိုရင်မြတ်စွာဘုရားချမှတ်ပေးတဲ့ပရိယတ္တိတာဝန်နဲ့ပရိပတ်တိတာဝန်ဆိုတဲ့တာဝန်2ရပ်ကိုပဲထမ်းဆောင်ရမှာဖြစ်ပါတယ်အဲ့ဒီတာဝန်2ရပ်ကိုမထမ်းဆောင်ဘဲနဲ့ကိုဂိုင်းဒီဂိုင်းရဲ့တပည့်အဖြစ်ခံယူပြီးတော့ဂိုင်းကနာတွေရဲ့တာဝန်တွေကိုထမ်းဆောင်နေမယ်ဆိုရင်ကိုတန်ဖို့ကိုချပြရရောက်ပါတယ်နော်တကယ်တော့ဒီအလုပ်တွေဟာယဟန်နဲ့လုံးဝမသက်ဆိုင်ပါဘူးဒီအလုပ်တွေဟာလူတွေနဲ့ပဲသက်ဆိုင်တာဖြစ်တဲ့အတွက်လူတွေပဲလုပ်ပါလိမ့်မယ်နော်အဲ့ဒါလေးကိုတော့စေတနာနဲ့ပြောကြားပါရစေ